ဥက္ကုကိုယ်တိုင်ပြောရတာကိုကျွန်တော်ဘာတွေ့ရလဲဆိုတော့ဒီ ICJ မှာအခုရင်ဆိုင်နေတာကိုဗျာဘောလုံးပွဲတစ်ပွဲနဲ့သူကနှိုင်းသွားတယ်ဗျာနော်ဘောလုံးပွဲတစ်ပွဲနဲ့နှိုင်းသွားတယ်ကျွန်တော်တို့မြန်မာဟိုဘက်ကအသင်းနဲ့ကန်နေရတာပေါ့ဗျာဂမ်ဘီယာနဲ့နော်အဲ့လိုတော့ဘောလုံးပွဲမှာဆိုရင်တဲ့သူပြောတာနော်ဘောလုံးပွဲမှာဆိုရင်တဲ့အဲ့တော့ပနတီရအောင်ဟန်ဆောင်မှုတွေရှိကြတာပေါ့ဗျာနောက်တစ်ခါဂိုးသွင်းရင်လည်းဟောလက်နဲ့ပုတ်သွင်းတယ်နော်ခေါင်းလက်ကိုခေါင်းလေးနဲ့ကင်ပြီးတော့ဟိုမာရာဒိုနာတို့ပုတ်သွင်းသွားတာလေနော်အဲ့တော့အဲ့လိုဟောလာလက်နဲ့ပုတ်သွင်းတယ်အဲ့တော့ဒိုင်လူကြီးကမမြင်လိုက်လို့ဂိုးပေးလိုက်တယ်အဲ့လိုမျိုးတွေရှိတာပေါ့နော်အဲ့တော့ဂမ်ဘီယာဘက်ကလည်းအဲ့လိုဟိုလှုပ်နေတာပေါ့ဗျာသူဆိုလိုတာဟုတ်လားအဲ့တော့သူတို့အနေနဲ့ကတော့ကျွန်တော်တို့မြန်မာအသင်းကြီးနိုင်အောင်ပေါ့နော်မြန်မာဘောလုံးသင်းနိုင်အောင်အတတ်နိုင်ဆုံးသူတို့ကတော့ဟုတ်လားဂိုးရအောင်ဂိုးမပေးရအောင်အဲ့လိုလှုပ်သွားမယ်ဆိုပြီးဥက္ကုကိုလည်းအဲ့လိုပြောသွားတယ်ဗျာအဲ့ဒါကြီးကျွန်တော်သဘောမကျဘူးဗျာအခုကဘောလုံးကန်နေတာမဟုတ်ဘူးဗျာဥက္ကုကိုလည်းနော်ဘောလုံးကန်နေတာမဟုတ်ဘူးဘောလုံးကန်တယ်ဆိုတာခင်ဗျာဒီအားကစားသမားတွေဘောလုံးသမားတွေရဲ့ဘောလုံးပညာဟုတ်လားဘောလုံးပညာဟုတ်လားဘောလုံးမှာဆိုတော့ skill ရှိမယ်ဗျာနော်နီးပြွာပိုင်းရှိမယ်ဗျာနော်အဲ့လိုမျိုးပေါ့နော်ဘယ်တော့ကျွမ်းကျင်လဲဟုတ်လားအဲ့ဒီပေါ်မှာမူတည်တဲ့ skill တို့ speed တို့ဒါတလို့ပေါ့ဗျာဘောလုံးပွဲဆိုတော့ကိုယ့်ရဲ့အရေးချင်းနဲ့ပြန်ရတာလေဒီပေါ်မှာမတမာရာမှုတွေတော့နေပါရှိမှာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဒါတရားရင်ဆိုင်တာဗျာတရားရင်ဆိုင်တာဆိုတာကျွန်တော်တို့တရားတယ်မတရားတယ်ကျွန်တော်တို့ဘက်ကမှန်တယ်မမှန်ပဲပြောရမှာနော်ကျွန်တော်တို့ဘက်ကတရားတယ်မတရားတယ်ပဲပြောရမှာနော်ကျွန်တော်ဘက်ကမှန်တယ်ဆိုတာပဲကျွန်တော်တို့ကပြောရမှာဗျာဒါဘောလုံးပွဲမဟုတ်ဘူးဥက္ကုကိုလည်းအဲ့ဒါကြီးဥက္ကုကိုလည်းပြောလိုက်တော့ဗျာကျွန်တော်ကဘောလုံးသင်းနဲ့သွားပြောတဲ့ခါကျတော့ကျွန်တော်တို့မြန်မာဘောလုံးသင်းကကန်တဲ့လောက်ဆုံးတာများတယ်ဗျာကျွန်တော်တို့မြန်မာသင်းကအဲ့တော့ပြောရတော့ဗျာကျွန်တော်တို့ပဲချုံတော့မလို့ဘာလို့အဲ့လိုတွေစိတ်တွေဖြစ်ကုန်တာပေါ့ဗျာဥက္ကုကိုလည်းပြောတယ်တကယ်တလွဲကြီးဖြစ်နေတာ